ယနေ့မေတ္တာဘာဝနာပွားများကြဖို့ခေါ်လိုပါတယ်။ဘာဖြစ်လို့လဲ။ခဏကဘာကြီးဟာမီးဟုံဟုံတောက်နေတယ်။တနည်းပြောရလို့ရှိရင်ကဘာကြီးကလောဘမီးတဟုံဟုံဒေါသမီးတဟုံဟုံမောဟမီးတဟုံဟုံတောက်နေတယ်။မြမပြည်ကဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီး၃မျိုးတဖြိုးဖြိုးရွာသွန်းလျက်ရှိပါတယ်ဒီအချက်ကိုကပ္ပအခြေအနေနဲ့မြမအခြေအနေကိုကြည့်ရင်ပို့ပြီးတော့ယခုရှိဝေမိတဲ့ပြိဿသိပါကပ္ပအခြေအနေကြည့်ရင်ကြောက်เสียကောင်းလိုက်တာလူပေါင်း9000လောက်ဒုက္ခရောက်တာတွေအများကြီးသတင်းစာတွေကြည်လိုက်ကြည်ရင်ဘုန်းကြီးများဒီကဘာကြီးမှာလောဘမီဟုံဟုံဒေါသမီဟုံဟုံမောဟမီဟုံဟုံတောက်နေတဲ့အကြောင်းကြောင့်ယခုလိုသတ္ထန္တရကဒုဗ္ဗေခန္တရကရောဂန္တရကတွေရောက်ခမန်းလေးလေးဆက်ရောက်နေတာပဲလို့ဓမ္မသံဝေကရယူရပါတယ်မိမိတို့အမိမြန်မာပြည်အတွက်ကြည်လိုက်ရင်နေရာတိုင်းမြို့တိုင်းမှာဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီးတဖြိုးဖြိုးရွာသွန်းနေတဲ့အတွက်သတ္ထန္တရရောဂန္တရဒုဗ္ဗေခန္တရကဒီဟုသောက၃ပါးကင်းဝေးလွတ်မြောက်ပြီးတော့နေတယ်ဆိုတာဓမ္မသဘောနဲ့အမတန်ထင်ရှားပါတယ်ဒါလိုဖြစ်ရတာဘာပြုလို့တုံးဆိုတော့ဗမာပြည်ကပုဂ္ဂိုလ်တွေဟာအ ਨੇ ဆုံးနေ့စဉ်ဖရာအပန်းထူတယ်ရှင်မီထူတယ်ရေချမ်းထူတယ်တခါသတ္တဝါတွေကိုတတ်နိုင်သလောက်မိမိတို့တတ်သလောက်သိသလောက်မေတ္တာပို့တယ်လူတာကဒါနမေတ္တာပို့တာကဘာဝနာအမြဲတမ်း၅ပါးသီလကိုဆောက်တည်တာကသီလမိုးဖြိုးဖြိုးရွာသွန်းနေတယ်ဆိုတာမိမိတို့မျက်မြင်မိမိတို့လက်တွေ့ဒါကြောင့်လည်းပဲကတ်၃ပါးကင်းဝေးလွတ်မြောက်တယ်ဆိုတာမိမိတို့ကိုယ်တိုင်သိပြီးဖြစ်ပါတယ်အဲ့ဒီလိုသိပြီးဖြစ်တဲ့အတိုင်းမိမိတို့ကျင့်သုံးနေကြမေတ္တာဘာဝနာတရားကိုတနည်းအားဖြင့်မေတ္တာဗြဟ္မစိုရတရားကိုယခုအယက်မျက်နှာအလိုက်10မျက်နှာချပြီးတော့မေတ္တာဘာဝနာတရားကိုပွားများကြရအောင်ဒါဟာတရားကိုကိုယ်တိုင်ကျင့်သုံးပြီးတော့နာတဲ့နည်းပါချက်ခုံတရေမြတ်စွာကိုချထားမိမိတို့ဆိုတဲ့မေတ္တာဖို့စကားထဲမှာစိတ်ကိုစူးစိုက်ထား၍အားလုံးလိုက်ပြီးဆိုကြပါမေတ္တာပွားရအောင်အရှိအယမျက်နှာ၌အနန္တသတ္တဝါအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရဲခတ်သိငြိမ်းကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေအနောက်အရပ်၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေ
ရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်းအရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသော
ထက်ဝန်းကျင်အနန္တစေကြဝဠာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေသာဓုသာဓုသာဓုဘုန်းကြီးကနေ့ဟောပြမှာမေတ္တာဘာဝနာပွားများပုံဟောပြပါမယ်တနည်းကပဋိသင်္ပိဓာမေပါဠိတော်မှာလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်ဆေမျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်တနည်းကမေတ္တာသို့ပရိတ်မှာလာတဲ့မေတ္တာဘာဝနာ7နည်းဖြစ်ပါတယ်မေတ္တာပွားပုံဟောပေးပါမယ်။ဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတော့ခဏကြည့်မယ်ဆိုလို့ရှိရင်တတ္တဝါတွေမှာယာဂမီဒေါသမီမောဟမီမိသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်ဒါကမြင်ရတယ်ဉာဏ်နဲ့ကြည့်ရင်မြင်ရတယ်မိသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမိကမရဲမိအဲ့ဒီမှာသင်္ကစားတော်ကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိတယ်လောဘကိနေသူနိဋ္ဌာယဒေါသကိနေဝိဝတ္တရေဒေါသကိနေသူနိဋ္ဌာယမောဟကိနေဝိဝတ္တရေမောဟကိနေသူနိဋ္ဌာယနရကကိဝိဝတ္တရေနရကကိဝိဝတ္တန္တာနရနရသူဒုက္ခရေသင်္ဃရာတော်ဘုရားကြီးဂါထာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဝပါဠိတော်ကလာတဲ့အက္ခိသုတ်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါတိလောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါဖြင့်ကောင်းပြီမိကိုငြိမ်းစေနိုင်တဲ့ရေရှိတယ်လို့အခုပြောတဲ့လောဘမိဒေါသမမိမောဟမိငရဲမိဒီမိကိုငြိမ်းစေတတ်တဲ့တရားရေကိုမရှိဘူးလားတရားရေကမေတ္တာဘာဝနာသည်အဲ့ဒီမိတွေကိုငြိမ်းစေတတ်တဲ့ရေစဉ်ရေအေးဖြစ်ပါမေတ္တာဘာဝနာရေစဉ်ရေအေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ပိဓာမေပါဠိတော်မှာလာတဲ့အယတ်10မျက်နှာတစ်မျက်နှာတစ်မျက်နှာလည်းမေတ္တာ4ပါး4ပါးပွားတဲ့မေတ္တာဘာဝနာရေစဉ်တစ်မျိုးမေတ္တာသုတ်ပရိတ်မှာလာတဲ့မေတ္တာဘာဝနာ7မျိုး2မျိုးတောင်ရှိပါလေမေတ္တာရေစဉ်ရှိ2မျိုးပြောကြလို့
Idon Badila Bida met Balido Malade Meda Bawana Boabunga Onido di Ayashe Mienagu Saga Yitua Bunga Tamune Saga she now meow down Daga she down and now meow she meow and now down out attack Edilo Unina do you a yet limiana a tongue a yet limiana the lu so below out attack a yet ludi mapu luede niga a she down a ya down a ya and now down a ya and now meow a ya meow a ya a she meow a ya Edilo Mayan lebe a yatera Nia Biba Either Uvama Ashi Yasuazuya Uratima Ya Dida Ya Labi Landa Awira Hundu Abia Bisa Hundu Anika Hundu Duki Adana Beriharandu Du Lejaha Meda Bawana Bian Yet the Miena Adut Meda Leva Boadai Janet a yak, go miena a go low, made a boy that one. Edima a she a yak night she though. Ananda said Jawala, Ananda Ladawa, Medaga, Abamina Kamatan Kovan. Ladawa a Baincha Mataya, Ladawa Manation Naila Omyade, Ananda Ladawa. Edilu Shekjawala Lebe Ashibeka Ananda Shekjawala Ananda Mashiyade Ananda Dandawadi Ayum Yubido Awida Hundu Sulaga Biyan Kati Nyanya Bazi Tiao Yan Bulu de Sidana Punido Sako Wira Sidana Kore Eddie Wira Sidana Yambulu de Sidana Pian Dola de Pilade Dola de Pilayen Go Shake Sinyede Eddie Go Shake Sinyayen the Long Shake one Ma Chano Boo the Long Shake one Booban Edda Jow the Legu Dambido Awira Hundu Gibido Bayam Kade Yenya Bazi Abia Biza Hundu Gibido Dola Kade Yenya Bazi Aniga Hundu Gibido Sayan Kade Yenya Bazi Luki Adana Bariharandu Gibido Go say Nalong say one Echan Yabazi Suyim Bama Nina Bama Boyim And let a David Machinzia Mashibu Yasibu Maita Lomo Secondary Chata Biro Boagia on Onido Sadenga Lade a yat a duane do you a yat limiana a tongue a yat limiana out a yat limiana a chat a yat out a yat a chat a yat alo a yat semiana Meda Bawana Boya on the Mayidri de Mayidri secondary Miazo a chat biro Odi Dida Parana Medagu a yen boya ya om ya like suja a she a yan night she do Ananda Shekawala Ananda Latawadu Biyam Kali Yin Yabashi Tola Kali Yin Yabashi Shiya Kali Yin Yabashi Nalong Shewa Ichan Yabashi And now a Yana Shido Ananda Shekawala
အနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေရှင်ရခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေရှင်ရခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေရှင်ရခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေရှင်ရခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေရှင်ရခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေရှင်ရခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေရှင်ရခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေရှင်ရခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြတ်တို့
ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟောတာပฏิသံဘိဓာမေပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တယ်အယတ်ဆယ်မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်ဆယ်မျက်နှာထားပုံကခုပြောသလိုပဲစာထဲကထားတာကအရှိအနောက်မြောက်တောင်ဒီအစဉ်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒါလိုရှင်းပါတယ်အေးမိမိတို့လွယ်လွယ်ဆင်ញင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲ့ဒီလိုဘုန်းကြီးတို့သိမြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲ့ဒီလိုအယတ်စဉ်အတိုင်းယခုလိုမေတ္တာပွားမဲ့ဆိုလည်းပဲပွားရပါတယ်ပွားကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဤအတိုင်းမှာဆိုရုပ်အတိုင်းမှာဟောတာအထက်အရာနဲ့အောက်အရာကြတော့လည်းနဲ့ထဝန်းကျင်အနန္တစေကြဝဠာလို့ထဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့တုံးဆိုတော့အဲ့ဒီထဝန်းကျင်မထည့်ရင်အောက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုလိုက်ရင်ဒီစေကြဝဠာအောက်မှာစေကြဝဠာတိုက်တတိုက်ပြီးတတိုက်အောက်မှာပေါ့လေစေကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစေကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိတယ်အောက်မှာစေကြဝဠာတတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စေကြဝဠာတိုက်တွေအနန္တရှိတယ်အဲ့ဒါဒီအာယုံရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကထဝန်းကျင်ဆိုတာဘေးပတ်လေလို့ဆိုလို့ရအနန္တစေကြဝဠာအဲ့ဒီစေကြဝဠာကဘာဖြစ်လို့တလို့ပို့ရတုံးဆိုတော့ခုနကအရာရှင်းမျက်နှာပြောတုံးကအပေပုံသားတွေစိတ်ကအာယုံမရောက်ဘူးဟိုကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုံရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတုံးကအထက်ကနတ်တွေမြမာတွေမပါဘူးဟိုအာယုံထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုံရောက်လို့အထက်ကနတ်တွေမြမာတွေရောက်မြတ်တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်တာလေဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစေကြဝဠာရဲ့အထက်မှာစေကြဝဠာတိုက်တွေဆင်ငယ်အနန္တစေကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်လေအနန္တစေကြဝဠာအနန္တနတ်မြတ်မာတို့ဒါလေးပဲထူးတယ်ဒါဓိတာဖရဏမေတ္တာလို့ခေါ်တယ်သာ
ဘုန်းကြီးကနေ့ဟောပြမှာမေတ္တာဘာဝနာပွားများပုံဟောပြပါမယ်ဗုဒ္ဓဘာသာသူတော်စင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာသုတ်ပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွတ်ကြရဒီမေတ္တာသုတ်ပရိတ်ဆိုတာကမေတ္တာဘာဝနာ7 နည်းပွားတဲ့သုတ်မေတ္တာသုတ်ပရိတ်ကြတော့မေတ္တာဘာဝနာ7 နည်းပွားတာကရှေးဥစွာဒုက္ခိနောဝခေမိနောဟဝန္တုသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာသဗ္ဗတတ္တာခသိန်းဥစ္စုံအလုံးစုံသောတတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍၎င်းဒုက္ခိတတ္တာစေတသိကဒုက္ခနှင့်ပြည့်စုံကြသည်ဖြစ်၍၎င်းခေမိနောဘေးရန်ဝိပအေးမြရကုန်သည်ဝန္တုဘဝန္တုဖြစ်ကြပါစေတတ္တဝါတွေကိုတခွန်းတည်းနဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကိုဘုန်းကြီးတို့စာအခေါ်သဗ္ဗသင်္ဃာဟကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာဟကမေတ္တာပို့ခြင်းရင်အားလုံးတတ္တဝါတွေဆက်ကုန်တွေမြတ်လွားချပြီးတော့ရုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးတတ္တဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာဟကမေတ္တာဒါကတနည်း၎င်းနောက်ယေကေရှိပါဏဗုဒ္ဓတိတသဝါသာဝရဝနဝသေတာအားလုံးကြားရတယ်အားလုံးရွတ်နဲ့ရွတ်ကြဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေရှိပါဏဗုဒ္ဓတိတသဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာအဲ့ဒီလိုပို့ရပါတယ်ဟိုးနောက်နားမှာသူရဲ့အဖြတ်တကရှိပါတယ်အဲ့ဒါကိုဘုန်းကြီးတို့ဘဂဝါနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုကြပါစို့ဟင်းတစ်မျိုးတည်းစနေရတော့အာယုံကစိတ်မကျေနပ်ဘူး2 မျိုးလောက်အာယုံပြောင်းကျင်တယ်လို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးတခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာဟကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါ2 ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တတဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာလို့ပွားရဗမာလူပြောတော့တတဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ဥထုရှင်သောတာပန်တဂရကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲ့ဒီနှစ်ခုကြောက်တတ်မကြောက်တတ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဒီလိုပွားရပါတန်ခါသူရဲ့တွဲပဲ့နောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့တတ္တဝါတွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအဆောက်အုံထဲမှာရှိနေတဲ့တတ္တဝါတွေဟာမြင်အပ်တဲ့တတ္တဝါဒီအဆောက်အုံရဲ့ပြင်ဘက်ကအရက်10 မျက်နှာရှိတဲ့တတ္တဝါတွေဟာမမြင်အပ်တဲ့တတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူတွေဝတန္တိအဝိဒူတွေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါ2 မျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အုံပြင်ဘက်ကအရက်10 မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အုံအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုတ်ပြီးတော့ဝေးနေနီးနေနှထွေများစွာတတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့နောက်နာမှာဘုဒ္ဓဝသံဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဘဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ဥထုရှင်သောတာပန်သဂရကံအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုဌာနပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတယ်တခါတတ္တဝါကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတ္တဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲ့ဒီမှာဘုန်းကြီးတို့တသဝါသာဝရဝနဝတိတာဒီဃဝါယေဝမဟန္တာမစ္စည်းမာရတကအနုကထူလာဒီပါဠိဂါထာထက်ဝက်မှာဘုန်းကြီးတို့တတဝါ၃ပုံ၃ပုံ၃စုရအောင်ဉာဏ်ဖြန့်ရဒီဃဝါရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါနောက်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမစ္စည်းမာမရှိမတူအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလို့ရှည်တဲ့တတ္တဝါဆိုတော့မွေတို့ငကားတို့ပေါ့တူတဲ့တတ္တဝါဆိုတော့လိတ်တို့မရှိမတူဆိုတော့ဒီကြားကတတ္တဝါတွေဒါသုံးခုကိုခြုံပြီးတော့ရှည်တူအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါရာဟုအသူရိန်ကြီးတို့လိုခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါတွေအနုကခန္ဓာကိုယ်သေးငယ်တဲ့တတ္တဝါတွေမစ္စည်းမှာအဲ့ဒီမကြီးမငယ်အလေအလတ်တတ္တဝါတွေသုံးစုထပြီးတော့ကြီးငယ်အလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေတခါနောင်နာကမစ္စည်းမာရတကအနုကထူလာထူတဲ့ဖြိုးတဲ့ဝတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါအနုကကြုံနဲ့လှီတဲ့ပိန်နဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမစ္စည်းမာမဆူမကြုံအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလူပဲသုံးမျိုးနော်ဝတဲ့လူပိန်တဲ့လူမဝမပိန်အလေအလတ်လူဒီလိုသုံးမျိုးအဲ့ဒီမှာဆူကြုံအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့လိုပွားရအခုပြောခဲ့တဲ့မေတ္တာတွေကတစ်ဖက်သားအပေါ်မှာအရှိအပွားချမ်းသာရကြောင်းအရှိအပွားကိုရယူလို့တဲ့မေတ္တာပါဠိလိုဟိတာဓိကမဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အရှိအပွားချမ်းသာရကြောင်းကိုရယူလို့တာမေတ္တာမြည်သလိုတစ်ဖက်သားအပေါ်မှာအရှိအပွားမဲ့လို့ခေါ်တဲ့ဆင်းရဲဒုက္ခရောက်ကြောင်းမလိုတာကိုလည်းပဲအဟိတာပနိယနာဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာပွားနိုင်အောင်လို့နာပရောပရဏိကုပ္ပေထနာတိမင်ညေထကတ္ထစီနံကံရှိဗျာရောတနာပတိကသင်ညလင်ညမင်ညတဒုက္ခမိတ်စေယဘဒဝါတွေဆင်းရဲဒုက္ခရောက်တာဘာကြောင့်လဲတယောက်ကတယောက်လိမ့်လီလှိပြနေလို့အလိမ့်မပေါ်ခင်ဆက်ဆံရေးအရှင်ပြေတော်လည်းပဲအလိမ့်ပေါ်လာရင်ခိုက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်လူအချင်းချင်းလှည့်ပတ်ချင်းဟာဆင်းရဲဒုက္ခရောက်ကြောင်းတရားဒီတရားကင်းရပါစေလူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေဒီလိုပွားရတက္ကနာတိမင်ညေထကတ္ထစီနံကံရှိဒုတိယသတ္တဝါတွေဆင်းရဲဒုက္ခရောက်ကြောင်းပြောစမ်းပါတယောက်ကတယောက်ကိုအထင်သေးခြင်းအထင်သေးတာမသိခင်တော့ဆက်ဆံရေးအရှင်ပြေဤအထင်သေးတာသိရင်ခိုက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်အချင်းချင်းအထင်သေးခြင်းလည်းပဲ
ဆင်းရဲဒုက္ခရောက်ကြောင်းအရှိအပွားမဲ့တရားဖြစ်လို့အဲ့ဒီတရားကင်းပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဒီလိုမေတ္တာပွားရဗျာရောတနာပฏิကသင်ညနေညမင်းညတဒုက္ခမိတ်ရှိရတတ္တိယဒုက္ခရောက်ကြောင်းတရားကတယောက်ကတယောက်ဆင်းရဲတာကိုအလိုရှိတတိတော်တို့မလိုပါဘူးကိုတော့ဒီလိုမဟုတ်ပါဘူးမိမိတို့ကဗုဒ္ဓရဲ့သားတော်သမီးတော်မူလို့ဒီစိတ်တွေမရှိတာနော်ကဘာကြီးတစ်ခုလုံးကြည့်ရင်ဗုဒ္ဓဘာသာကလွဲရင်ရသောအဖြစ်တစ်ဖက်သားဆင်းရဲတာကိုပဲအလိုရှိတယ်ကိုယ်သာချမ်းသာဒါကြောင့်အချင်းချင်းဆင်းရဲလူချင်းလည်းပဲဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအရှိအပွားမဲ့ပယ်ရှားလို့တဲ့မေတ္တာ၃ပါးလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတဏှိတဏှိကိုနှခေါက်လက်တွေ့ပွားကြည့်ရအောင်ရသက္ကုံတရေမြတ်စွာဘုရားအားလုံးလိုက်ဆိုကြရဗျာလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တတ်မကြောက်တတ်နှစ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တတ်မကြောက်တတ်နှစ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဝေးနေနီးနေလက်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဝေးနေနီးနေလက်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေက
ကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတိုးအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတိုးအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောတာမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7နည်းတနည်းတနည်းကိုနှစ်ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတရိစ္ဆာန်ပြိတ္တာအတုရကဲအပေမိကိုငြိမ့်သက်နိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေတိဟူသောမိ4ပါးကိုငြိမ့်သက်၍ငြိမ့်အေးဒုက္ခစငြိမ့်အေးတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်း၏အားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောဂရုဓမ္မနိစ္စသီလဆောက်တည်ရခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်များတဲ့ကောင်းမှုကုသိုလ်ကံအယယတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြည်နိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းတို့ချုပ်ရာပြရာငြိမ်းရာတန်တရားဇတ်သိမ်းရာနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာလွယ်ကူသောအကျင့်ပฏิပတ်လင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တန်အပ်သောမဉ္ဇဉ်4ရပ်တို့ဖြင့်အရဟတဖို့ပေါ့ကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်သတည်းအရဟတဖို့ပေါ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝ
ပရိနိဗ္ဗာနသုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝသုံးပါးဘုံသုံးပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှဖြခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစာတရားတို့တဖန်အသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုစီစံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုစီစံရသဖြင့်ကာမဝကိလေသာဝဝိပါကဝတည်းဟုသောဝဒုက္ခခတ်သိသန္တရာမိတောက်မိလျံကြီးအပြည့်တိုင်ငြိမ်ကြပါစေကုန်သတည်း